သူတမျိုးတဲ့နဲ့ထမင်းစားမိန်ပြီးလောက်ရတာအရန်လွယ်တယ်တက်တက်လွတ်ပန်းမွေးတဲ့နဲ့လုံနီးလေးပါအဓိကပဝင်ပစ္စည်းတွေကတော့ပန်းပွင့်ကျက်သွန်ဖြူရှက်လက်ကာရည်နဲ့မဆလာအရင်ဆုံးပြထားတဲ့အတိုင်းပန်းပွင့်ကိုပပလေးတွေလှီးမယ်တပွင့်လုံးလှီးလိုက်တာအများကြီးပဲရတယ်ဒီတစ်ခေါက်တော့အများကြီးလုပ်ပြီးတော့ကြာကြီးစားရတော့မယ်လှီးပြီးသွားတဲ့ပန်းပွင့်တွေကိုစားရည်လေးနဲ့ရေသေးချဆေးမယ်ရေးဆေးပြီးတဲ့ပန်းပွင့်တွေကိုရေးစစ်ပြီးသွားရင်ရှက်လက်ကာရည်လေးနဲ့နေမယ်ရှက်လက်ကာရည်ကအများကြီးထည့်စရာမလိုဘူးเนาะထမင်းစားစုံးနဲ့တစ်စုံခွဲနှစ်စုံလောက်ဆိုရပြီးအချင်းရသားလေးကိုထိမိုးအတွက်တကြားထည့်မယ်ပြီးရင်နှံ့နေအောင်နေမယ်နေပြီးသွားလို့ရှိရင်9မိနစ်10မိနစ်လောက်နှက်ထားမယ်ပန်းပွင့်ကိုနှက်ထားတဲ့အချိန်မှာကျက်သွန်ဖြူလေးတွေကိုပပလေးတွေလှီးမယ်ကျက်သွန်ဖြူမကြိုက်တဲ့သူတွေကမထည့်လဲရတယ်ဆိုပေမဲ့ပန်းပွင့်တစ်နက်ကကျက်သွန်ဖြူအနံလေးပါတော့မှပိုမွေးပြီးတော့ပိုပြီးစားလို့ကောင်းတာကဲစားချက်ပါတော့မယ်ဒေကိုပူလာလို့ရှိရင်စီထဲစီရလဲကိုစိတ်ကြိုက်ပဲเนาะပန်းပွင့်နဲ့နှံ့ယုံလောက်ပဲဆိုလို့ရှိရင်အနေတော့ပန်းပွင့်ကိုမြုပ်နေအောင်ထားခြင်းနဲ့ဆိုလို့ရှိရင်เนาะစီမမြထည့်လို့ရတယ်စီပူလာပြီဆိုလို့ရှိရင်မီးကိုလျှော့ပြီးတော့ခဏဆောင်လိုက်တယ်မဟုတ်လို့ရှိရင်စီတက်တဲ့ချိန်တူးကုန်မှာဆိုလို့အစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်အယောင်တင်မှုတ်ထည့်တယ်အဆက်ကြိုက်တယ်ဆိုလို့ရှိရင်ငရုတ်သီးခွဲချမ်းကိုလည်းထည့်လို့ရတယ်ပြီးသွားရင်နောက်ဆုံးမှမဆလာလေးထည့်ပြီးတော့မှုန်မယ်တူတော့မှဆိုလို့မီးကိုပိတ်လိုက်တယ်ကြံနေတဲ့မီးရှင်လေးနဲ့ငရုတ်သီးအစိမ့်နဲ့လေးလည်းပြောက်မဆလာနဲ့လေးလည်းမှုေးလာတဲ့အထိဆက်ပြီးတော့မှုေးပေးတယ်မဆလာနဲ့လေးတင်းလာပြီဆိုလို့ရှိရင်မီးပြန်ဖွင့်ပြီးတော့နှက်ထားတဲ့ပန်းပွင့်တွေကိုထည့်စီတက်ထားတဲ့စီနဲ့နှက်အောင်တေချာလေးမှုေးပေးမယ်မီးကိုအရင်မပြင်းမဲနဲ့မီးအေးလေးနဲ့ပဲနှက်နဲ့ထိမှုေးပေးမယ်အကုန်လုံးနှံ့အောင်မှွေပြီးသွားလို့ရှိရင်တော့အရသာအတွက်အချိုမုန့်နဲ့စားအနှဲငယ်စီထည့်မယ်အရသာအချိုစားကတော့ကိုစားနေကြအတိုင်းစိတ်ကြိုက်ထည့်လို့ရတယ်နော်ပြီးသွားလို့ရှိရင်အရသာလေးနှံ့သွားအောင်တေချာလေးထပ်မှွေပေးမယ်မဆလာနဲ့မမွေးလေးကိုကြိုက်လို့မဆလာနည်းနည်းထည့်ပြီးတော့တေချာလေးထပ်မှွေပေးတယ်မီးအေးလေးနဲ့ပဲပွင့်နေရမှာနော်အဲ့ဒါမှပန်းပွင့်နေရအချက်မလုံးမဲနဲ့စားလို့ကောင်းပါနောက်ဆုံးအနေနဲ့လှီးထားတဲ့ကျက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့မှုန်မယ်ကျက်သွန်ဖြူကိုလည်းအရင်မကျက်စေဘဲနဲ့အစိမ့်ညံလေးပျောက်ရုံဆိုရုံလောက်လေးခဏထားပြီးတာနဲ့ပန်းပွင့်တစ်နက်ကလေးရပါပြီမဆလာနဲ့မမွေးလေးရဲ့ကျက်သွန်ဖြူနဲ့မမွေးလေးရဲ့နဲ့ပန်းပွင့်တစ်နက်ကအနက်နဲ့ရမ်းကောင်းနေပြီပူမချခင်မှာအရသာမြည်ကြည့်ပြီးတော့တကြားစားလိုသလိုအရသာထပ်ပြင်ပြီးထည့်လို့ရတယ်နော်ဒီနေထားလောက်ဆိုလို့ရှိရင်ပန်းပွင့်တစ်နက်လေးရသွားပြီပန်းပွင့်နေရအရန်လဲအကျက်မလုံးဘူးစားလိုက်လို့ရှိရင်ဇက်တောက်လေးနဲ့ကျက်သွန်ဖြူနဲ့မဆလာနဲ့မှုမွေးလေးနဲ့ချိုချင်းဆက်အရန်စားလို့ကောင်းတယ်ရပြီဆိုတော့မီးပိတ်အေးခန့်ပလင်းထဲကိုထည့်ပြီးတော့တိမ့်မယ်အဲ့ဒီပလင်းကိုရေခဲတက်တာထဲမှာသာထည့်ပြီးထားမယ်ဆိုလို့ရှိရင်တစ်လလောက်ကတော့အေးစေးရထားခံတယ်တကယ်တော့လေပန်းပွင့်တစ်နက်ကတရက်သီးတစ်နက်နဲ့အတူတူပဲတရက်သီးနဲ့ပန်းပွင့်ပဲကွာသွားတာချိုချင်းလေးစားခြင်းနဲ့ဆိုလို့ရှိရင်တကြားကိုပို့ထည့်ဆက်ကလေးစားခြင်းနဲ့ဆိုလို့ရှိရင်မြူသီးကိုပို့ထည့်အရသာကတော့ကိုယ်စိတ်ကြိုက်ပဲတရက်သီးတစ်နက်နဲ့မတူတာကပန်းပွင့်တစ်နက်ကဝါလိုက်လို့ရှိရင်ဇက်တောက်လေးနဲ့စားလို့ကောင်းတယ်ကဲအရသာလည်းရှိအထားလည်းခံနဲ့တသက်လို့ပန်းပွင့်တစ်နက်လေးရပါပြီ